လောင်းကြီးစနကမင်းသားဟာအနဝချီပင်ညောမှာရပ်ပေါင်းများစွာညိုခဲ့နေတာတို့ချိန်မှာတို့လောင်းတော်ကြီးဟာရှောက်ကြဆိုတဲ့ဆွေမတွေနဲ့မရှော်နိုင်ပေကူခဲ့ရတော့ခါနတ်သမီးမိကလာအလောင်းတော်ကြီးကိုကယ်တင်ခဲ့နေတာမာစနကပုတ်ထုနှလုံးသွင်းလို့ကြိုးစားမှုနဲ့ဝိရိယမင်းသားတို့တားကောင်းတာကိုဝင်းအောင်တို့နှစ်ပါးဝါကပြီကျူးရဟုတ်ပါစီဟေးစနကမင်းသားဟာအနဝရှိပင်ညောမှာရှက်ပေါင်းများစွာညိုခဲ့နေတာတို့ချိန်မှာတို့လောင်းတော်ကြီးဟာရှောက်ကြဆိုတဲ့ဆွေမန်တွေနဲ့မလျှော်တမ်းမင်းကူခဲ့နေတော့ခါနတ်သမီးမိကလာအလောင်းတော်ကြီးကိုကယ်တင်ခဲ့နေတာ Hey 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 ဝိညာဉ်စရဲမင်းသားဟာစနကပုံတော့ပါအနုပညာရဲ့တော့ကလည်းမဆုံးစံကြည့်ခဲ့လားဆုံးစံကြည့်ခဲ့လားဝိညာဉ်စရဲမင်းသားဟာစနကပုံတော့ပါအနုပညာရဲ့တော့ကလည်းမဆုံးစံကြည့်ခဲ့လားဆုံးစံကြည့်ခဲ့လားဒီရမင်းသားဝိညာဉ်ကိုလေဒီသူတွေကအပိနာအပိတဲ့ဒီသူတွေကအပိတဲ့ဒီသူတွေကနတ်သမီးမဏိမေခလာဟေးဟေး hey hey လာပြီလာပြီကျိုးဆောင်နေဝရိယမေးတာလို့ကိုဝင်းနာအခုချိန်စနေလို့ ဟုတ်ပါမောင်တို့ရေနော်လေကျိုးဆောင်နေအေး မိုင်းဆွေမျိုးရဲ့လက်အကကျေတဝင်းဝရိယမင်းသားလေးဝင်းတော်မှာခမရမလွယ်တော့ပါ Hey hey တရားတန်ခါမိသားဆရာဦးတိတ်မောင်ပန်းစင်လေးကျိုးဆောင်မှုနဲ့ကိုရမင်းသားကိုဝင်းတော်တော့အောင်မြင်နေတာပါခင်ဗျာHey hey ဟုတ်ပဲ ဝိညာဉ်စရဲမင်းသားဟာစနကပုံတော့ပါအနုပညာရဲ့တော့ကလည်းဆုံးစံကြည့်ခဲ့လားဆုံးစံကြည့်ခဲ့လားဝိညာဉ်စရဲမင်းသားဟာစနကပုံတော့ပါအနုပညာရဲ့တော့ကလည်းမဆုံးစံကြည့်ခဲ့လားဆုံးစံကြည့်ခဲ့လားဝိညာဉ်မင်းသားဝိညာဉ်ကိုလေဒီလူတွေကအပိ